အောင်မြင်မှုတွေများစွာရတယ်နိုင်ငံတော်ရဲ့ပိုင်နက်ကကျွန်တော်တို့ဒီဖလန်းမြို့မှာစုံနေတာမဟုတ်ပါဘူးနိုင်ငံတော်ရဲ့ပိုင်နက်ကကျွန်တော်အိန္ဒိယမြန်မာနယ်စပ်ရီတီရောက်ပါတယ်မကြခင်လာပါလိမ့်မယ်အဲ့တော့တပ်မတော်သားတွေရဲ့တနက်ပြောင်းကရန်သူကိုတုတ်တင်ဖို့ရှင်းလင်းဖို့ပါဒါသမိုင်းပြတောင်းပါပဲတပ်မတော်သားတွေရဲ့တနက်ကကျွန်တော်တို့ရန်သူကိုတုတ်တင်ဖို့ပါရှင်းလင်းဖို့ပါဒါသမိုင်းပြတောင်းပါပဲချတာချရန်သူကိုတတ်ချင်းကတိုင်းပြည်ကိုတိဆောက်ခြင်းပဲတပ်မတော်ကကျွန်တော်တို့ဒါအိန္ဒိယမြန်မာနယ်စပ်ထိမြန်မာပိုင်နယ်ထိဆက်ပြီးစစ်ကြောင်းတွေထိုးမှာပါလက်ရှိလဲကျွန်တော်တို့ဒီဖလန်းနဲ့ကျွန်တော်ဟာကောက်ချိတ်တယ်လာမိုင်းပွင့်မှုတဲ့တောက်ချောက်ကျွန်တော်စစ်ကြောင်းတွေထိုးနေပါတယ်နိုင်ငံတော်ရဲ့ချုပ်ချအာဏာဒီမှာရင်ရက်မသွားပါဘူးတပ်မတော်ဆိုတာနိုင်ငံတော်တိဆောက်နေတာပါတပ်မတော်သားတွေရဲ့တနက်ပြောင်းကရန်သူကိုရှင်းလင်းဖို့ပါဒါကျွန်တော်တိုင်းပြည်တိဆောက်ခြင်းပါပဲတရားတဲ့လို့ကိုလုပ်တာပါအဲ့တော့ချတာချဗျာကျွန်တော်တို့တပ်မတော်သားတွေရဲ့နောက်မှာပြည်သူသားပေါင်းများစွာရှိပါတယ်ထပ်ပြီးတော့ကျွန်တော်တို့ဒါဒီသေးကိုပြန်ချုပ်ချင်တာကလက်ရှိဒီကနေ့ရှိနေတဲ့တပ်မတော်သားတွေအားလုံးအောက်ခြေတပ်သားမတီတပ်မတော်သားတွေအားလုံးကတမိုင်းရေးနေကြတာပါနောင်လာနောက်သားတွေတမိုင်းဖတ်ဖို့အတွက်တမိုင်းရေးနေကြတာပါတမိုင်းဖတ်တဲ့သူတွေမဟုတ်ပါဘူးတမိုင်းဖတ်မဲ့သူတွေကကျွန်တော်တို့ရဲ့မျိုးဆက်တွေကတမိုင်းဖတ်မှာပါဒီကနေ့ဒီမှာဒီလိုအခြေအနေတွေဖြစ်ခဲ့တယ်ဒါကျွန်တော်တို့နောင်လာနောက်သားတွေတမိုင်းဖတ်ကြမှာပါဒီကနေ့ကျွန်တော်တပ်မတော်သားတွေအားလုံးတမိုင်းရေးကြတာပါတမိုင်းရေးနေကြတာပါကျွန်တော်တို့တမိုင်းကိုရေးနိုင်ဖို့ကကျွန်တော်တို့စစ်နိုင်မှရမယ်ကျွန်တော်စစ်ရှုံးရင်ကျွန်တော်တမိုင်းတွေဘာမှရမှာမဟုတ်ကျွန်တော်စစ်ကိုနိုင်ပါမယ်စစ်နိုင်ဖို့ကကျွန်တော်ရန်သူကိုတတ်ပါမယ်ဒါရှိတရားပဲဒါကျွန်တော်တို့စစ်မြေပြင်မှာကျွန်တော်တို့ဘာမှခင်ဗျာနှလုံးသားနှုတ်နေလို့မရဘူးတပ်မတော်သားရဲ့တနက်ပြောင်းကကျွန်တော်တို့ရန်သူကိုချေမှုန်းဖို့တပ်မတော်သားရဲ့လက်နှစ်ဖက်ကပြည်သူလူထုရဲ့တောကတွေအပူတွေလုံရင်ဆန္ဒတွေကိုဖြည့်ဆည်းဖို့ပါပဲဒီလိုဖြည့်ဆည်းဖို့ဆိုတော့ကျွန်တော်တို့ကရန်သူကိုမရှင်းလို့မရပါဘူးရန်သူကိုရှင်းကိုရှင်းရပါလိမ့်မယ်အဲ့တော့ကျွန်တော်တို့နောက်ဆုံးအနေနဲ့တပ်မတော်သားရဲ့လက်တွေကတမိုင်းရေးတဲ့လက်တွေပါတမိုင်းဖတ်တဲ့သူတွေမဟုတ်ပါဘူးဒီနေရာတွေရဖို့အတွက်တပ်မတော်သားတွေအသက်တွေနဲ့သွေးတွေနဲ့ရေးမှရခဲ့တဲ့နေရာတွေပါသွေးနဲ့ရေးပြီးမှရခဲ့တဲ့နေရာပါသွေးနဲ့ရေးပြီးမှရခဲ့တဲ့နေရာတွေပါနိုင်ငံတော်ရဲ့အချုပ်အခြာအာဏာကနိုင်ငံတော်ရဲ့အချုပ်အခြာအာဏာတည်တဲ့ခိုင်မြဲဖို့အတွက်တပ်မတော်သားတွေသွေးနဲ့ကာခဲ့တာပါဒါကကျွန်တော်တို့ခေတ်ဆက်ဆက်ပါတမိုင်းဆိုတာကလောင်နဲ့ရေးရတာမဟုတ်ပါဘူးတမိုင်းဆိုတာခင်ဗျာပေထက်အခေရနဲ့ရေးရတာမဟုတ်ပါဘူးတမိုင်းဆိုတာသွေးနဲ့ရေးခဲ့ရတာပါလက်ရှိကျွန်တော်တို့မြန်မာနိုင်ငံရဲ့မြေပုံကသွေးနဲ့ရေးလို့ရခဲ့တဲ့နေရာတွေပါသွေးနဲ့မြင်းကြီးဗျာခင်ဗျာလက်ရှိမှာခင်ဗျာကလည်းကွက်ကွက်လေးပဲကြံခဲ့မှာပေါ့ဗျာဝင်ကျင်တဲ့လူဝင်မှာပေါ့သွေးနဲ့ရေးပြီးမှရခဲ့တဲ့နေရာတွေပါအားလုံးမင်္ဂလာပါဗျာကျွန်တော်ကျော်စိုးပါပြည်ပမီဒီယာဖြစ်ပါတယ်ဗျာဒီနေ့မေလ9ရက်နေ့ဖြစ်ပါတယ်ကျွန်တော်ရောက်နေတာကချင်းပြည်နယ်ဖလန်းမြို့ရောက်နေတာဖြစ်ပါတယ်မနေ့ကမေလ6ရက်နေ့ကကျွန်တော်တို့ကလေးကနေပြီးတော့ဒီဖလန်းကိုကားနဲ့ပဲကျွန်တော်တက်လာပါတယ်မောင်းကြတော့ကျွန်တော်6နာရီပတ်လည်လောက်ပဲကြာပါတယ်ဒါကျွန်တော်တို့ရဲ့ပုံမှန်ကားမောင်းချိန်ပါတိုးတော့လည်းပဲဒီဖလန်းမြို့မှာတက်မတော်ကနိုင်ငံတော်အလံတွေလွှတ်ထူနိုင်ဖို့အတွက်စစ်ချီလာခဲ့ရတာကကျွန်တော်တို့6လပတ်လည်လောက်ကြာပါတယ်ဒီဖလန်းရဲ့စေရအရေးပါမှုကကျွန်တော်တို့ချင်းပြည်နယ်တောင်ပိုင်းနဲ့မြောက်ပိုင်းကိုဆက်သွယ်ထားတဲ့နေရာပါတကယ်ကိုကျွန်တော်ဒီနေရာကချက်ပွိုက်ပါဒီကနေကျွန်တော်ဆက်သွားမယ်ဆိုရင်တော့ဟာခါရောက်မယ်ကျွန်တော်အိန္ဒိယမြန်မာနယ်စပ်ရီတီရောက်ပါတယ်ဒါကျွန်တော်စေရအရေးပါမှုပါပြီးလည်းပဲကျွန်တော်တို့အကြမ်းဖက်အုပ်စုတွေကဒီဧရိယာမှာသူတို့အာဏာတိဆောက်ထားတဲ့အုပ်ချုပ်ရေးရန်တွေကအာဏာရန်တွေကစတဲ့အရာတွေအလို့သူတို့တိဆောက်ထားခဲ့ပါတယ်တိဆောက်ထားပြီးတော့ဒီတပ်မတော်စစ်ကြောင်းတွေဝင်ရောက်လာနိုင်တဲ့လမ်းကြောင်းတွေမှာသူတို့ကခန်းစစ်ကိုအခိုင်မာပြင်ခဲ့ကြတယ်သူတို့အတွက်ကလည်းကျွန်တော်အချိန်အားလည်းရခဲ့တယ်ရခဲ့တဲ့အခါမှာသူတို့ခန်းစစ်ကိုသူတို့ဒီတပ်မတော်စစ်ကြောင်းတွေဝင်ရောက်လာနိုင်တဲ့နေရာတွေမှာသူတို့အခန်းစစ်ကိုအခိုင်မာပြင်တယ်တပ်မတော်စစ်ကြောင်းတွေကဒီကိုကျွန်တော်တို့ဖလန်းမြို့ကိုတိမ့်ပတ်ရရှိဖို့အတွက်ဒါစစ်ကြောင်း၄ကြောင်းနဲ့ကျွန်တော်တို့ချီတက်ခဲ့ရတာဖြစ်ပါတယ်ဒီဖလန်းမြို့ကကျွန်တော်တို့တရားဖြစ်ဒီမှာ9280ပေရှိပါတယ်ဒါကျွန်တော်ဒီရဲ့အမြင့်ပါတိုးတော့လည်းပဲဒီတပ်မတော်စစ်ကြောင်းတွေကဒီရန်သူကိုကျွန်တော်တို့တပ်မတော်စစ်ကြောင်းတွေကရန်သူကိုထိုးစစ်ဆင်ဖို့အတွက်ကျွန်တော်ချီတက်လာတဲ့အခါမှာတချို့စစ်ကြောင်းတွေကကျွန်တော်လမ်းမတိုင်းတက်ရတာရှိပါတယ်တချို့ကတော့ကျွန်တော်ဒီတောင်တွေကိုကြော်ဖြတ်ပြီးတော့တကယ်မြစ်တွေကိုကြော်ဖြတ်ပြီးတော့မှကျွန်တော်တို့ရန်သူကိုကျွန်တော်ပြန်ပြီးပိတ်ဆို့တိုက်ခိုက်တဲ့ပုံစံလေးလုပ်ပါတယ်အဲ့တော့ဒီတပ်မတော်ဒီလောက်ဒီတောတောင်တွေပြောတောင်တန်းတွေအတားအဆီးတွေတဘာဝအတားအဆီးတို့ရအောင်ကြော်ဖြတ်ပြီးတော့ကျွန်တော်ရန်သူရဲ့နောက်ဘိုးကိုကျွန်တော်တို့ရိုက်ခွဲနိုင်ခဲ့တဲ့တိုက်ပွဲတွေလည်းများစွာရှိပါတယ်ရန်သူဘက်ကအားသာမှုကနံပါတ်1ဒီနေရာကသူတို့ရဲ့အားသာချက်ကတဘာဝကပေးထားတဲ့အကာအကွယ်တွေသူတို့မှရပါတယ်နံပါတ်2ရာသီဥတုကပေးထားတဲ့အကာအကွယ်ပါနံပါတ်3ဒီမှာကျွန်တော်တို့စားရေးကပါစားရေးကအရန်ရှားပါတယ်ချင်းပြည်နယ်ကကျွန်တော်ရေလဲရှားပါတယ်ရန်သူတပ်မကကျွန်တော်အကာအကွယ်ပေါင်းများစွာရှိပါတယ်အလားတူပါပဲအကြမ်းဖက်အုပ်စုတွေကသူတို့ဒီဖလန်းမြို့ကနေမဆုတ်ခွာဖို့အတွက်သူတို့ရဲ့ကမ္ဘာနိုင်ငံအသီးသီးမှာရှိတဲ့ဒီချင်းအဖွဲ့အစည်းပေါ့ချင်းအဖွဲ့အစည်းရဲ့ agency တွေကနေမှတစ်ဆက်ကျေးစားစစ်သားတွေနဲ့ကျွန်တော်တို့ချိတ်ဆက်ပြီးတော့ဒါသူတို့ဒီပညာအကူအညီရရှိဖို့လက်နက်အကူအညီရရှိဖို့အတွက်သူတို့စ조사ခဲ့ကြပါတယ်သူတို့ရဲ့စ조사မှုကလည်းကျွန်တော်တို့တော်တော်လေးကိုအထားမြောက်ခဲ့ပါတယ်ဒီလက်ရှိဒီယူကရိန်းမှာတိုက်ခဲ့တဲ့ကျေးသားစစ်သားတွေကျွန်တော်တို့အမေရိကန်စစ်ပြကျေးသားစစ်သားတွေကဥရောပကနေပြီးတော့ကျွန်တော်နိုင်ငံဖြတ်ကျော်ပြီးတော့ drone တွေပြီးကျွန်တော်တို့စစ်ဘက်နဲ့သက်ဆိုင်တဲ့ဒီပညာပစ္စည်းတွေတို့ရအောင်တက်ပါတယ်အိန္ဒိယကိုကျွန်တော်ဖြတ်ကျော်ပြီးတော့ဒီမြန်မာနိုင်ငံထဲဝင်ရောက်ပြီးတဲ့အခါမှာဒီချင်းပြည်နယ်မှာရှိတဲ့လက်နက်ကိုင်အဖွဲ့တို့တင်တန်းနေပေးပါတယ်ဒီနေရာမှာကျွန်တော်တို့ဒီအိန္ဒိယရဲ့မီဒီယာတွေသတင်းစာတွေလည်းတောက်လျှောက်ရေးခဲ့ပါတယ်ဒါကတော့မြန်မာနိုင်ငံမှာရှိတဲ့ဒီချင်းပြည်နယ်ဗတ်ချမ်းမှာရှိတဲ့ချင်းလက်နက်ကိုင်အဖွဲ့တွေကိုကျေးသားစစ်သားတွေရောင်းချခဲ့တဲ့
drone တွေပြီးရင်ကျွန်တော်တို့နီးပညာထောက်ကူပြုပစ္စည်းတွေတို့ဖော်ထုတ်နိုင်ခဲ့ပါတယ်ဖော်ထုတ်နိုင်တဲ့နီးတူဒီမှာပါဝင်တဲ့တင်တန်းလာပေးတဲ့နီးပြဆရာတွေတင်တန်းဆရာတွေပေါ့ဗျာဒီခြေသားစစ်သားတွေကိုအိန္ဒိယအစိုးရကဖမ်းဆီးနိုင်ခဲ့ပါတယ်ဖမ်းဆီးပေါ်လက်ရှိတို့မှာကျွန်တော်တို့ရုံထုတ်တဲ့အလုပ်တွေလုပ်နေပါတယ်အလားတူပါပဲဒီရဲ့အကွင်းဆက်ကဘာတွေဖြစ်လာလဲဆိုတော့အသေးက drone တွေနဲ့အစိုးရအဖွဲ့အစအုပ်တွေတိုက်တာတွေဒါတွေကျွန်တော်အားလုံးမြန်မာထင်တွေ့ခဲ့ရပါတယ်အဲ့ဒီအလားတူပါပဲကျွန်တော်ဒီမှာတက်မလို့စစ်ကြောင်းတွေကဒါကျွန်တော်တောက်လျှောက်စစ်ချီတဲ့အခါမှာဆိုရင်လည်းပဲတက်မလို့စစ်ကြောင်းတွေတရှိတဲ့နေရာတွေဒါဒီနေရာတွေကိုလည်းအကြမ်းဖက်အုပ်စုတွေကကျွန်တော်တို့ဒီအသေးက drone တွေစုရဲ drone တွေတောက်လျှောက်ပြစ်ခတ်ရှင်းလင်းတာတွေလုပ်ခဲ့ပါတယ်အကြမ်းဖက်အုပ်စုတွေမှာကျွန်တော်တို့ဒါသူတို့ရွယ်တိုက်တာမဟုတ်ပါဘူးသူတို့နောက်ွယ်မှာကျွန်တော်တို့သူတို့ကြောတောက်လောက်ကပြုတ်နေတဲ့အဖွဲ့အစည်းတွေနိုင်ငံချို့တွေဒါခိုင်ခံပေါ်မှာရှိနေပါတယ်လက်ရှိကျွန်တော်ရရှိလာတဲ့တက်မလို့ကရရှိလာတဲ့ဒီ drone တွေဆိုရင်တန်ဖိုးအပြည့်ကျွန်တော်တန်ဖိုးမြင့်ပါတယ်တန်ဖိုးမြင့်ပါတယ်ဒီချင်းပြည်နယ်မှာဒီထွက်ကုန်တွေလည်းမရှိပါဘူးအိန္ဒိယမှာလည်းမယောင်းချအောင်သူတို့ကဒီလက်နက်ပစ္စည်းခဲယမ်းပစ္စည်းတွေဒီပညာပစ္စည်းတွေကျွန်တော်ဒီ drone ပစ္စည်းတွေကဥရောပကနေပြီးတော့ကျွန်တော်နိုင်ငံဖြတ်ကျော်တယ်အိန္ဒိယနိုင်ငံဖြတ်ကျော်ပြီးမှမြန်မာနိုင်ငံကိုရောက်လာခဲ့တဲ့အခြေအနေပါဒီလိုမျိုးကျွန်တော်တို့အကြမ်းဖက်အုပ်စုတွေကဒီလိုမျိုးစုဖွဲ့မှုကောင်းကောင်းနဲ့စုဖွဲ့ခဲ့တာကိုတက်မတော်ကရအောင်တိုက်ထုတ်ပြီးတော့ကျွန်တော်ဒီနေရာမှာနိုင်ငံတော်အလံတွေစိုက်ခဲ့ပါတယ်ကျွန်တော်တို့ဒီဖလန်းမျိုးမှာလွှင့်နေတဲ့နိုင်ငံတော်အလံတွေကဒီတက်မတော်သားတွေရဲ့အသက်တွေချွေးတွေနဲ့ကျွန်တော်တို့လွှင့်နိုင်ခဲ့တာဖြစ်ပါတယ်ကျွန်တော်တို့ဒီကိုလာခဲ့တဲ့အချိန်ကကျွန်တော်တို့6နာရီကျော်9နာရီပဲကြာပါတယ်သို့တော်လည်းပဲဒီကိုကျွန်တော်စစ်ချီလာခဲ့လမ်းကြောင်းကျွန်တော်ကလေးရပဲတက်ကျွန်တော်ဝေဘူးလာပဲတက်ဘလို့ပဲတက်အားလုံးကမြေပြန့်နေပြီးတော့ကျွန်တော်တို့တောင်ပေါ်ကျွန်တော်မတ်ဆောက်ပြီးတော့တက်ရတာပါတကယ်ကိုကျွန်တော်ခက်ခဲကြမ်းတတ်ပါတယ်အဲ့တော့ကျွန်တော်တို့အလားတူပါပဲလက်ရှိစကိုင်းတိုင်းဒေသကြီးအပါအဝင်နေမြေဒေသကြီးမှာတက်မတော်ကကျွန်တော်တို့အောင်းလန်းတွေပြန်လွှင့်ထူနိုင်ခဲ့တယ်ဆုံးရှုံးသွားတဲ့နေရာတွေမှာနိုင်ငံတော်လမ်းတွေပြန်လွှင့်ထူနိုင်ခဲ့ပါတယ်ဒီတော့လည်းကျွန်တော်တို့ဒါပြည်သူပေါင်းများစွာကလည်းတန်းပေါင်းများစွာကလည်းဒါတော်တော်လေးကိုကျွန်တော်တို့ဒါတိုက်လိုက်လဲကိုကြိုးဆိုကြပါတယ်လက်ရှိဒီပလန်းမျိုးရဲ့အောင်ပွဲကဒီမှာကျွန်တော်တို့ဒီထဲမှာစစ်ကြောင်းတွေမှာပါဝင်ခဲ့တဲ့တပ်မတော်သားတွေရဲ့အောင်ပွဲတစ်ခုတည်းလည်းမဟုတ်ပါဘူးတပ်မတော်ရဲ့အောင်ပွဲပါနိုင်ငံတော်ရဲ့အောင်ပွဲပါပြည်သူအားလုံးရဲ့အောင်ပွဲပါဒီအောင်ပွဲကကျွန်တော်တို့တကယ်ကိုကြီးမြတ်ပါတယ်တကယ်ကိုလည်းကျွန်တော်တို့ထဲဝါပါတယ်တိုက်ပွဲတစ်ပွဲဖြစ်ပြီဆိုရင်ကျွန်တော်တပ်မတော်သားတွေအသက်တွေပိတ်ဆက်ခဲ့ရတယ်ရှိပါတယ်ခန္ဓာကိုယ်တွေပိတ်ဆက်ခဲ့ရရှိပါတယ်ဒီနေရာမှာနိုင်ငံတော်လန်တွေလွှင့်ဖို့အတွက်ဒီနေရာမှာကျွန်တော်နိုင်ငံတော်ရဲ့အချုပ်အခြာအာဏာတွေရှိဖို့အတွက်သွေးနဲ့ရေးခဲ့ပြီးမှရခဲ့တဲ့အခြေအနေပါဘယ်အရာကမှကျွန်တော်သွေးနဲ့မရင်နဲ့ရမလာပါဘူးလက်ရှိကျွန်တော်တို့မြန်မာနိုင်ငံရဲ့အချုပ်အခြာအာဏာတနည်းအားဖြင့်နိုင်ငံတော်ရဲ့အချုပ်အခြာအာဏာမြန်မာနိုင်ငံရဲ့မြေပုံပိုင်တဲ့မြေပုံတော့ရှိတယ်ဒါပေမဲ့ပိုင်တဲ့မြေပုံအပြည့်တော့ကျွန်တော်တို့နိုင်ငံတော်ရဲ့အချုပ်အခြာအာဏာမတက်ရောက်ပါဘူးဒါကျွန်တော်ပကတိရှိရပါပဲကျွန်တော်ဒီမှာလက်ရှိဒီတပ်မတော်စစ်ကြောင်းတွေရောက်ရှိနေရတာဒါနိုင်ငံတော်ရဲ့အချုပ်အခြာအာဏာရှိနေရပါပဲမြန်မာနိုင်ငံရဲ့မြေပုံကိုစပြီးတော့ရေးခဲ့စဉ်ကာလမြေပုံကိုရေးတာကကျွန်တော်ခဲနဲ့ရေးတာမဟုတ်ပါဘူးသွေးနဲ့ရေးခဲ့ကြတာပါခေဆက်ဆက်တပ်မတော်သားတွေသွေးနဲ့ရေးခဲ့ကြတာပါယနေ့ထိလည်းကျွန်တော်တို့ရေးနေရဆဲဖြစ်ပါတယ်အဲ့တော့ကျွန်တော်စာရေးဆရာပြောကြပါတယ်တမိုင်းကိုကျွန်တော်တို့ကလောင်နဲ့ရေးတာတို့တမိုင်းကိုကျွန်တော်တို့ပေထက်အခရတင်ပြီးရေးတာတို့ဒါသူတို့ရေးပြောနေကြပါလေခင်ဗျားတို့လည်းကြားပါလိမ့်မယ်အဲ့တော့တမိုင်းကိုကျွန်တော်တို့ကလောင်နဲ့ရေးတာမဟုတ်ပါဘူးတမိုင်းကိုကျွန်တော်သွေးနဲ့ပဲရေးရတာပါကလောင်နဲ့ရေးတဲ့တမိုင်းတွေအားလုံးကပြင်လို့ရတယ်ဖြတ်လို့ရတယ်တီးဖြတ်လို့ရတယ်ပြင်ဆင်လို့ရတယ်အကုန်လုံးလို့ရတယ်ဒါပေမဲ့သွေးနဲ့ရေးခဲ့တဲ့တမိုင်းတွေကကျွန်တော်ဘယ်တော့မှဖြတ်လို့မရပါဘူးကျွန်တော်တို့လွတ်လပ်ရေးကိုတိုက်ယူခဲ့တဲ့တပ်မတော်သားတွေရဲ့တမိုင်းအဲ့ဒီနောက်ပိုင်းမှာကျွန်တော်ရောင်းစုံတပုံတောင်းကျမ်းမှုတွေကြောင့်တိုက်ထုတ်ခဲ့ရတဲ့တပ်မတော်သားတွေရဲ့တမိုင်းလက်ရှိဒီကနေ့အားလုံးမြင်နေရတဲ့အခြေအနေဒီကနေ့တမိုင်းဒီကနေ့ဖြစ်နေတဲ့ကျွန်တော်နေမြေအခြေအနေတွေဒီကနေ့ဖြစ်နေတဲ့တမိုင်းကတပ်မတော်သားတွေအားလုံးသွေးနဲ့ရင်းပြီးမှရခဲ့တာပါကျွန်တော်တို့ကိုလက်ရင်ကလေးဆုံးရှုံးရတယ်အသက်တွေဆုံးရှုံးရတယ်ဒါပကတိအရှိတရားပါပဲပကတိအရှိတရားပါပဲတော့တမိုင်းဆိုတာကစာရေးဆရာတွေကျွန်တော်ပြောနေကြသလိုစာရေးဆရာတွေတို့ကိုစိတ်ကြီးဝင်တာပါကွာတမိုင်းဆိုတာတို့ကလောင်နေရတာမှားပါတယ်မဟုတ်ပါဘူးမပြည့်စုံပါဘူးမလုံလောက်ပါဘူးတမိုင်းဆိုတာသွေးနဲ့ရေးရတာပါကျွန်တော်မြန်မာနိုင်ငံရဲ့မြေပုံကမှင်နဲ့ချဲခဲ့တာမဟုတ်ပါဘူးသွေးနဲ့ချဲခဲ့တာပါသွေးနဲ့ရေးခဲ့တာပါလက်ရှိကျွန်တော်နိုင်ငံတော်ရဲ့အလံဆိုတာကလည်းဒီနေရာမှာနိုင်ငံတော်ရဲ့အလံစိုက်ဖို့အတွက်ကျွန်တော်တို့သွေးတွေနဲ့ရေးခဲ့ရပါသွေးဆက်ပေါင်းများစွာနဲ့စိုက်ခဲ့ရတာပါတကယ်ကိုကျွန်တော်တို့ကြီးကျယ်ပါတယ်တကယ်ကိုခမ်းထားပါတယ်တကယ်ကိုအနှစ်သာရရှိပါတယ်ဒါကြောင့်ကျွန်တော်တို့ဒါဒီဖလန်မျိုးတိုက်ပွဲမှာနိုင်ငံတော်အသက်ပေးခဲ့ရတဲ့တပ်မတော်သားတွေခန္ဓာကိုယ်ဆွန့်လွတ်ခဲ့ရတဲ့တပ်မတော်သားတွေအားလုံးကျွန်တော်တို့ဥညွှန်းပါတယ်ဂုဏ်လည်းဂုဏ်ယူပါတယ်အလားတူပါပဲကျွန်တော်လက်ရှိမှာမြန်မာနိုင်ငံရဲ့အချုပ်အခြာအာဏာအတွက်ကျွန်တော်စကိုင်းတိုင်းမှာလည်းကျွန်တော်တို့အောင်မြင်မှုတွေများစွာရတယ်နိုင်ငံတော်ရဲ့ပိုင်နက်ကကျွန်တော်တို့ဒီဖလန်မျိုးမှာဆုံးနေတာမဟုတ်ပါဘူးနိုင်ငံတော်ရဲ့ပိုင်နက်ကကျွန်တော်အိန္ဒိယမြန်မာနယ်စပ်ရီးတီရောက်ပါတယ်မကြခင်လာပါလိမ့်မယ်အဲ့တော့တပ်မတော်သားတွေရဲ့တနက်ပြောင်းကရန်သူကိုတုတ်တင်ဖို့ရှင်းလင်းဖို့ပါဒါတမိုင်းမေးတောင်းပါပဲတမောသားရဲ့တနက်ကကျွန်တော်ရန်သူကိုတုတ်တင်ဖို့ပါရှင်းလင်းဖို့ပါဒါတမိုင်းမေးတောင်းပါပဲချတာချရန်သူကိုတတ်ချင်းကတိုင်းပြည်ကိုတိဆောက်ခြင်းပဲဒါအရှိတရားပဲကျွန်တော်ဒီမှာမျိုးကိုကျွန်တော်တောက်လျှောက်ရောက်ခဲ့တယ်ကျွန်တော်တို့ရောက်ခဲ့တဲ့မျိုးတွေများပါတယ်ဘယ်နေရာပဲရောက်အကြမ်းမဲ့အုပ်စုတွေလုံးတဲ့အုပ်စုကဓမ္မုံတန်နဲ့ပါပဲဒီမှာအကြမ်းမဲ့အုပ်စုတွေဖြတ်စည်းသွားလို့စာတင်ကျောင်းတွေဖြတ်စည်းခဲ့ရပါတယ်စေအုံတွေဖြတ်စည်းခဲ့ရပါတယ်ဖုံးကျောင်းတွေဖြတ်စည်းခဲ့ရပါတယ်အကြမ်းမဲ့အုပ်စုတွေရဲ့တူညီတဲ့ကြောရိုးကသူတို့နေရာတစ်ခုကိုရရှိသွားပြီဆိုရင်အဲ့ဒီဒေသမှာရှိတဲ့ကျွန်တော်နိုင်ငံသူနိုင်ငံသားတွေကပိုင်ဆိုင်တဲ့ပိုင်ဆိုင်မှုတွေကိုခိုးထုတ်တယ်နိုင်ငံတော်အစာအုပ်တွေကိုဖျက်ဆီးတယ်
အဲ့ဒီမှာကြီးလဲကျွန်တော်တို့စေအုံတုံပစ္စည်းအကုန်ခိုးတယ်ကျွန်တော်တို့မြင်ခဲ့ရတဲ့အနေထားပဲလက်ရှိလဲကျွန်တော်တို့အမှတချို့သောနေရာမှာထွားဆောင်ဘုံနဲ့အလုံးလိုက်ဖြုတ်ခိုးတာရှိတယ်စေအုံတွေမှာဘာမှမရှိဘူးအချို့သောကျွန်တော်စေအုံရဲ့အစာအုပ်တွေဆိုရင်အချမ်းပေါက်ဆိုမိုင်းခွက်ဖြတ်စီလို့ပြက်စီးရမနေဘူးပါပဲကျွန်တော်တို့နေရာဒေသမြေပြဒေသတောင်တန်းဒေသစတဲ့နေရာဒေသတွေကွဲချင်ကွဲပါလိမ့်မယ်အကြမ်းဖက်အုပ်စုတွေရဲ့ကျွန်တော်လုံးမှုကိုင်ကဒုံတန်နဲ့ပါပဲတက်မလို့ဆိုတာတိုင်းပြည်တိဆောက်တာပါအကြမ်းဖက်တွေဆိုတာတိုင်းပြည်ဖြတ်စည်းတာပါခင်ဗျဒီလမ်းမကြီးကျွန်တော်ဘေးနားမှာရှိတဲ့လမ်းမကြီးကြည့်လိုက်ပါဒီလမ်းမကြီးကိုလက်ရှိ KIA လည်းကျွန်တော်တို့ပေါက်တူးတစ်ချောင်းထောင်ပြီးတော့မပေါက်ခဲ့ပါဘူးစင်ဟန်လည်းမပေါက်ခဲ့ပါဘူးလက်ရှိအကြမ်းဖက်အုပ်စုလည်းမပေါက်ခဲ့ပါဘူးတက်မော်သားတွေနဲ့ဒေသခံပြည်သူတွေရဲ့ကျွန်တော်တို့ညီညွတ်အားနဲ့လုပ်ခဲ့တာပါကျွန်တော်တို့မုန်းနေတာကချင်းတိုင်းသားတွေမုန်းနေတာမဟုတ်ပါဘူးအကြမ်းဖက်တွေကိုကျွန်တော်မုန်းနေတာပါလွတ်လပ်ရေးကျွန်တော်တို့လွတ်လပ်ရေးရှေ့မှာဖြစ်တဲ့တေပေါင်းမဲ့ပါတော်မူပြီးတဲ့နောက်ပိုင်းမှာအင်္ဂလိပ်တွေကကျွန်တော်တို့ဒီဒေသမှာအုပ်စိုးဖို့တဲ့သူတို့စ조사ပါတယ်စ조사တဲ့အခါမှာကျွန်တော်ချင်းလက်နက်ကင်တော်လိုင်းသမားတွေကနိုင်ငံတော်ရဲ့ချုပ်ချာအာဏာတွေသူတို့ရဲ့မျိုးရှစ်စိတ်တွေနဲ့တွန်းလှန်ခဲ့ကြပါတယ်နှစ်ပေါင်းများစွာတွန်းလှန်ခဲ့ကြပါတယ်အလားတူပါပဲအဲ့ဒီနောက်ပိုင်းမှာကျွန်တော်တို့လွတ်လပ်ရေးအကျိုးကာလလွတ်လပ်ရေးကာလမှာဆိုလည်းပဲဒီမှာချင်းတိုင်းသားတွေများစွာတပ်မတော်နိုင်ငံတော်နဲ့အတူတသားတဲ့အသက်တွေပေးခဲ့ကြတယ်တိုင်းပြည်တည်ဆောက်ခဲ့ကြပါတယ်ဒါလေးကျွန်တော်တမိုးထားပါတယ်ကျွန်တော်တို့မုန်းတာကအကြမ်းဖက်တွေကိုမုန်းတာချင်းတိုင်းသားအကြမ်းဖက်တွေကိုမုန်းတာပါဒီချင်းတိုင်းသားတွေကိုကျွန်တော်မုန်းတာမဟုတ်ပါဘူးတက်မတော်ကကျွန်တော်တို့ဒီချင်းတိုင်းသားတွေဘုံအကျိုးစီးပွားတဲ့ဒီနေရာကိုကြောင်းယူပေးခဲ့တာပါဘုံအကျိုးစီးပွားဆိုတဲ့နေရာမှာကျွန်တော်တို့လွယ်ကူရိုးရှင်းပါလေနံပါတ်1ပညာသင်ကြားခွင့်ရမယ်နံပါတ်2ဆက်သွယ်ရမယ်လျှက်စစ်မိရမယ်နေ့စဉ်ကျွန်တော်တို့ခေါင်းပြပြနဲ့အိတ်ချင်တယ်ဗျာဒါကျွန်တော်ပြည်သူလူထုရဲ့ဘုံအကျိုးစီးပွားပါဒီမှာအကြမ်းဖက်အုပ်စုတွေခင်ဗျာအုပ်စိုးစင်ကာလကဘာဘုံအကျိုးစီးပွားမှမရှိပါဘူးတန်တမိုးပြီးအုပ်ချုပ်ခဲ့တာကြီးပါပဲဘာစံနှုန်းမှလည်းမရှိပါဘူးတဏ္ဍကသူတို့ရဲ့တရားဥပဒေပါပဲတဏ္ဍကသူတို့ရဲ့ကျွန်တော်တို့တရားသူကြီးပါပဲသူတို့ကဒီတဏ္ဍပြောင်းတယ်ပဲဆုံးဖြတ်ခဲ့တာပါတတ်ချင်တယ်လို့တတ်တယ်ဖြတ်ချင်တယ်လို့ဖြတ်တယ်ဘိုင်ဆိုင်မှုတွေသိမ်းပါတယ်အဲ့တော့ကျွန်တော်ဒီသတင်းပြချုပ်ချင်တာကတက်မတော်ကကျွန်တော်တို့ဒါအိန္ဒိယမြန်မာနယ်စပ်ထိမြန်မာပိုင်နယ်ထိဆက်ပြီးစစ်ကြောင်းတွေထိုးမှာပါလက်ရှိလဲကျွန်တော်တို့ဒီဖလန်းနဲ့ကျွန်တော်ဟာကောက်ချိတ်တယ်လာမိုင်းပွင့်မှုတဲ့တောက်ချောက်ကျွန်တော်စစ်ကြောင်းတွေထိုးနေပါတယ်နိုင်ငံတော်ချုပ်ချာအာဏာဒီမှာရင်ရက်မသွားပါဘူးတက်မတော်ဆိုတာနိုင်ငံတော်တိစောက်နေတာပါတက်မော်သားတွေရဲ့တဏ္ဍပြောင်းကရန်သူကိုရှင်းလင်းဖို့ပါဒါကျွန်တော်တို့တိုင်းပြည်တိစောက်ခြင်းပါပဲတရားတဲ့လို့ကိုလောက်တာပါအဲ့တော့ချတာချပြကျွန်တော်တို့တက်မော်သားတွေရဲ့နောက်မှာပြည်သူသားပေါင်းများစွာရှိပါတယ်ထပ်ပြီးတော့ကျွန်တော်တို့ဒါဒီသေးကိုပြန်ချုပ်ချင်တာကလက်ရှိဒီကနေ့ရှိနေတဲ့တပ်မော်သားတွေအားလုံးအောက်ခြေတပ်သားမသည်တပ်မော်သားတွေအားလုံးကတမိုင်းရေးနေကြတာပါနောင်လာနောက်သားတွေတမိုင်းဖတ်ဖို့အတွက်တမိုင်းရေးနေကြတာပါတမိုင်းဖတ်တဲ့သူတွေမဟုတ်ပါဘူးတမိုင်းဖတ်မဲ့သူတွေကကျွန်တော်တို့ရဲ့မျိုးဆက်တွေကတမိုင်းဖတ်မှာပါဒီကနေ့ဒီမှာဒီလိုအခြေအနေတွေဖြစ်ခဲ့တယ်ဒါကျွန်တော်တို့နောင်လာနောက်သားတွေတမိုင်းဖတ်ကြမှာပါဒီကနေ့ကျွန်တော်တပ်မော်သားတွေအားလုံးတမိုင်းရေးကြတာပါတမိုင်းရေးနေကြတာပါကျွန်တော်တို့တမိုင်းကိုရေးနိုင်ဖို့ကကျွန်တော်တို့စစ်နိုင်မှရမယ်ကျွန်တော်စစ်ရှုံးရင်ကျွန်တော်တမိုင်းတွေဘာမှရမှာမဟုတ်ကျွန်တော်စစ်ကိုနိုင်ပါမယ်စစ်နိုင်ဖို့ကကျွန်တော်ရန်သူကိုတတ်ပါမယ်ဒါရှိတရားပဲဒါကျွန်တော်တို့စစ်မြေပြင်မှာကျွန်တော်တို့ဘာမှခင်ဗျာစလုံးသားနှုတ်နေလို့မရဘူးတက်မော်သားရဲ့တဏ္ဍပြောင်းကကျွန်တော်တို့ရန်သူကိုချေမှုဖို့တက်မော်သားရဲ့လက်နှစ်ဖက်ကပြည်သူလူထုရဲ့တောကတွေအပူတွေလုံဝေဆန္ဒတွေကိုဖြည့်ဆည်းဖို့ပါပဲဒီလိုဖြည့်ဆည်းဖို့ဆိုတော့ကျွန်တော်တို့ကရန်သူကိုမရှင်းလို့မရပါဘူးရန်သူကိုရှင်းရမှာပါလိမ့်မယ်အဲ့တော့ကျွန်တော်တို့နောက်ဆုံးအနေနဲ့တက်မော်သားရဲ့လက်တွေကတမိုင်းရေးတဲ့လက်တွေပါတမိုင်းဖတ်တဲ့သူတွေမဟုတ်ပါဘူးဒီနေရာတွေရဖို့အတွက်တက်မော်သားတွေအသက်တွေနဲ့သွေးတွေနဲ့ရေးပြီးမှရခဲ့တဲ့နေရာတွေပါသွေးနဲ့ရေးပြီးမှရခဲ့တဲ့နေရာပါသွေးနဲ့ရေးပြီးမှရခဲ့တဲ့နေရာတွေပါနိုင်ငံတော်ရဲ့အချုပ်အခြာအာဏာကနိုင်ငံတော်ရဲ့အချုပ်အခြာအာဏာတည်တဲ့ခိုင်မြဲဖို့အတွက်တက်မော်သားတွေသွေးနဲ့ကာခဲ့တာပါဒါကျွန်တော်တို့ခေတ်အဆက်ဆက်ပါတမိုင်းဆိုတာကလောင်နဲ့ရေးရတာမဟုတ်ပါဘူးတမိုင်းဆိုတာခင်ဗျာပေထက်အကြရနဲ့ရေးရတာမဟုတ်ပါဘူးတမိုင်းဆိုတာသွေးနဲ့ရေးခဲ့ရတာပါလက်ရှိကျွန်တော်တို့မြန်မာနိုင်ငံရဲ့မြေပုံကသွေးနဲ့ရေးလို့ရခဲ့တဲ့နေရာတွေပါသွေးနဲ့မြင်းကြီးဗျာခင်ဗျာလက်ရှိမှာခင်ဗျာကလည်းကွက်ကွက်လေးပဲကြာခဲ့မှာပေါ့ဗျာဝင်ကျင်တဲ့လူဝင်မှာပေါ့သွေးနဲ့ရေးပြီးမှရခဲ့တဲ့နေရာတွေပါအားလုံးကျေးဇူးတင်ပါတယ်ကျွန်တော်တို့ဆက်ပြီးတော့ကျွန်တော်တို့ဒါဒီရက်ပိုင်းမှာကျွန်တော်တို့စကိုင်းတိုင်းရဲ့အထက်ပိုင်းဒါဆက်ပြီးတော့ကျွန်တော်အင်းတော်မော်လူစတဲ့ဒေသတွေကျွန်တော်ဆက်ပြီးသွားပါမယ်အားလုံးကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ subscribe ကိုနေခေါင်းကိုနေပေးချပေးကျွန်တော်ဒီ